ကောင်မျိုးစုံနေထိုင်ချက်စားနေတဲ့တောတွင်းတနေရာမှာတရွက်အောက်ခြေမှာရှိတဲ့မျိုးဥသုံးလုံးကိုပိုးကောင်စုံတွဲကစောင့်ကြည့်နေတဲ့ချိန်ဥလေးတွေကကွဲကြကပိုးကောင်လေးတွေပေါက်ဖွာလာပါတယ်။ပိုးကောင်စုံတွဲကပိုးကောင်ပေါက်လေးတွေစီကိုတွားပြီးပြန်တန်းနိုင်ဖို့အတွက်အတောင်ပံတွေကိုဖြန့်ကစတင်တင်ကြားပေးပါတယ်။ပြန်တန်းနေရင်ပိုးကောင်လေးကတစ်ကိုင်းကိုတိုက်မိကကြောက်တုံးပေါ်ပြုတ်ကျသွားတာကိုရင်ကောင်ပေါက်တစ်ကောင်ကကြည့်ပြီးဟာတိုက်ထွက်သွားပါတယ်။ပိုးကောင်စုံတွဲကပိုးကောင်ပေါက်လေးတွေကိုပုံမှန်ပြန်တန်းနိုင်အောင်တေချာကြည့်ရှုစောင့်ရှောက်ပြီးတင်ကြားပေးပါတယ်။ပုံမှန်တိုင်းပြန်တန်းနေတဲ့ပိုးကောင်လေးကိုထပ်ပြီးဟာတိုက်လောင်နေတဲ့ရင်ကောင်ပေါက်ကိုတွေးလိုက်တာကြောင့်စိတ်ဆိုးသွားကရင်ကောင်ပေါက်နောက်ကိုလိုက်ပါတယ်။ရင်ကောင်ပေါက်ကတစ်သားလုံးတစ်ခုပေါ်ရက်လိုက်တော့ပိုးကောင်လေးကသူ့ကိုဘာလို့လောင်ပြောင်ရတာလဲဆိုပြီးမေးလိုက်ပါတယ်။တခြားရင်ကောင်ကြီးတွေရောက်လာပြီးပိုးကောင်လေးကိုအနိုင်ကျင့်ကနောက်ကလိုက်နေတာကြောင့်ထွက်ပြေးခဲ့ရင်ကြောက်တုံးနဲ့တိုက်မိပြီးအကွဲကြောင်နဲ့ပြုတ်ကျသွားပါတယ်။အတောင်ပံတစ်ဖက်ကျွတ်ကမလုံမရှက်လဲကျနေတဲ့ပိုးကောင်လေးကိုရင်ကောင်အားလုံးကကြည့်ပြီးထွက်သွားကြပါတယ်။ညပိုင်းမှာပိုးကောင်လေးတတိယလာတော့ပြန်တန်းကြည့်လိုက်ပေမဲ့အစင်မပြေတာကြောင့်ခြေလင်းခီးဆက်ရပါတယ်။မိုးတွေရွာနေလို့မိုးပင်အဝင်ခိုလိုက်ပေမဲ့ခူးမျက်လုံးတွေတန်းစီပေါ်လာလို့ကြောက်ပြီးထွက်ပြေးနေရင်လမ်းမှာတွေ့တဲ့တန်ဘူးတစ်ခုတည်းဝင်ပြီးအနားယူလိုက်ပါတယ်။ပိုးကောင်လေးကအပြင်ဘက်ကစူညံတန်တွေကြောက်နှိုးလာခဲ့ပါတယ်။အပြင်ကိုထွက်ကြည့်လိုက်တော့ပိုးကောင်မျိုးစိတ်အများပြားဟာလူတွေကြံရစ်ခဲ့တဲ့မုံနဲ့အသီးနှံတွေတဲယူနေကြတာဖြစ်ပါတယ်။အခုံမာသီးနဲ့အရွက်တွေတဲလာတဲ့အမဲကောင်ဖွဲ့ရဲ့ခေါင်းဆောင်ကအနက်တစ်ခုရတာကြောင့်ရက်တံဖို့အချက်ပြလိုက်ကပိုးကောင်လေးရှိတဲ့စီကိုဥတီလာနေတာကြောင့်ဝင်ပုံလိုက်ပါတယ်။အမဲကောင်ကတန်ဘူးထဲမှာရှိတဲ့တကြားခဲတွေကိုတွေ့သွားပြီးအနှဲငယ်စားကြည့်လိုက်ကအအနေမရှိတာကြောင့်သူ့အဖွဲ့သားတွေကိုခေါ်လိုက်ပါတယ်။အဖွဲ့သားတွေအားလုံးကတကြားခဲဘူးကြီးကိုတက်ညီလက်ညီတဲသွားကြပါတယ်။ကြောက်ခဲပုံပေါ်ကနေတကြားခဲဘူးကမှောက်သွားတာကြောင့်ဘူးထဲကိုပြန်ထည့်နေရင်တတိမိနေတဲ့ပိုးကောင်လေးကိုတွေ့တာကြောင့်အမဲကောင်တွေကဆက်စုနေကြပါတယ်။အဲ့ဒီချိန်ပုတ်တင်ညိုတကောင်ရောက်လာတာကြောင့်အကုန်လုံးပုံနေရပါတယ်။ပိုးကောင်လေးကတတိယလာကတန်ဘူးထဲကိုဝင်ပုံလိုက်ပြီးအတန်ပေးလိုက်တော့တန်ဘူးကြောင့်အတန်ကျဲကြီးဖြစ်သွားကပုတ်တင်ညိုကထွက်ပြေးသွားပါတယ်။အမဲကောင်တွေကပိုးကောင်လေးကိုကျေးဇူးတင်တာကြောင့်မိတ်ဆွေဖွဲ့လိုက်ကသူတို့နဲ့တူခေါ်သွားပါတယ်။သွားနေရင်အမဲကောင်ခေါင်းဆောင်ကသူတို့ပြန်လာနေကြောင်းတောင်ပေါ်မှာရှိတဲ့အဖွဲ့စီကိုအချက်ပြလိုက်ပါတယ်။လမ်းတစ်ဝက်မှာအနီကောင်ဖွဲ့ကလမ်းပိတ်ထားတာကြောင့်တကြားခဲတစ်ခဲချပေးလိုက်ကခီးဆက်ကြပေမဲ့အနီကောင်တွေကနောက်ကလိုက်လာကြပါတယ်။အဲ့ဒါကြောင့်တကြားဘူးကိုတုံးပြီးတောင်ဆောင်ပေါ်ကနေမြန်ရောဆင်းကြပေမဲ့အနီကောင်ဖွဲ့ကလဲတန်ဘူးခွန်တစ်ခုကိုတုံးပြီးနောက်ကလိုက်လာကြပါတယ်။အမဲကိန်တွေကရေစီးကြောင်းအတိုင်းသွားနေရနောက်ကနေအနီကောင်တွေကထက်ချက်မကွာလိုက်လာကြပါတယ်။တန်ဘူးကကြောက်တုံးကိုတိုက်မိကပိုးကောင်လေးကရေထဲကိုကျသွားခဲ့ပြီးငါးကြီးတစ်ကောင်လိုက်တာခံနေရချိန်မှာအမဲကောင်တွေကကဲတင်လိုက်ပါတယ်။အရှိမရေတကုံစီးကြောင်းရှိတာကြောင့်အမဲကောင်အားလုံးတန်ဘူးထဲဝင်လိုက်ပါတယ်။အမြင့်ကနေပြုတ်ကျတဲ့အရှိန်ကြောင့်အနီကောင်တွေရဲ့တန်ဘူးကနွန်တွေထဲမှာနစ်နေခဲ့ပြီးအမဲကောင်အဖွဲ့ကလွတ်မြောက်သွားပါတယ်။တန်ဘူးကသုံးလို့မရတော့တာကြောင့်တကြားခဲတွေကိုထုတ်ပြီးဒီတိုင်းတဲ့ကခီးဆက်ကြပါတယ်။လမ်းမှာတညအနားယူပြီးခီးဆက်ကြတော့အနီကောင်တွေလိုက်လာခဲ့လို့ပြေးရင်သူတို့အဆောက်အုံစီရောက်သွားပါတယ်။အနီကောင်ကနောက်ကနေလိုက်ကြည့်ခဲ့ပြီးသူတို့ဘရင်စီကိုတင်ပြလိုက်တော့အမဲကောင်တွေကိုတိုက်ခိုက်ဖို့အတွက်အနီကောင်များပြားကိုစေလွတ်လိုက်ပါတယ်။နောက်ရက်မှာအမဲကောင်တွေစီကိုအနီကောင်တွေရောက်လာပြီးစတင်တိုက်ခိုက်တာကြောင့်အပြန်အလှန်အခြေအနေတင်းမာလာပါတယ်။အမဲကောင်တွေကသူတို့စုဆောင်းထားတဲ့မီးပန်းတွေကိုအသုံးပြုလိုက်တာအခြေအနေကောင်းပေမဲ့မီးချစ်ဆန်ကုန်သွားတာကြောင့်အခက်တွေ့သွားပါတယ်။ပိုးကောင်လေးကတကြားခဲဘူးယူခဲ့တဲ့နေရာမှာမီးချစ်ဆန်ဘူးကိုတွေးခဲ့တာကြောင့်အမဲကောင်တွေကိုပြောပြလိုက်ပြီးစာရွက်ကိုစက်ကူစွန်လုတ်ကသွားယူဖို့အတွက်ထွက်လာခဲ့ပါတယ်။မီးချစ်ဆန်ဘူးကိုတွေးတော့တကောင်တည်းမနိုင်တာကြောင့်စဉ်းစားနေတဲ့ချိန်ပင့်ကူတကောင်ရောက်လာလို့ပုံနေလိုက်ပါတယ်။ပင့်ကူလေးကဘေးဝန်းကျင်ကိုကြည့်ကမီးချစ်ဆန်ဘူးကိုယူသွားတာကြောင့်နောက်ကနေလိုက်ရပါတယ်။ပင့်ကူလေးကမှောင်မဲနေတဲ့လှိုင်တွင်းထဲဝင်သွားတော့ပိုးကောင်လေးကထိတ်လန့်နေပေမဲ့ဝင်ခဲ့လိုက်ပါတယ်။တစ်ဖက်မှာအိတ်တလုံးရှိနေခဲ့ပြီးပင့်ကူလေးဝင်သွားတော့နောက်ကလိုက်ဝင်သွားလိုက်ပြီးပင့်ကူမြင်လုံနေတာကိုချောင်းကြည့်လိုက်ပါတယ်။အဲ့ဒီချိန်နောက်ကနေဖားတကောင်ဆွဲယူတာခံလိုက်ရလို့အိမ်ကိုဆွဲလိုက်တာကြောင့်အိမ်ကဘားပေါ်ကိုပြီးသွားကပိုးကောင်လေးတတိမိသွားပါတယ်။တတိယတော့ပင့်ကူလေးကကူညီထားပါတယ်။ပင့်ကူလေးကိုရှင်းပြကမီးချစ်ဆန်ဘူးကိုယူပြီးပြန်လာချိန်လမ်းမှာပိုးကောင်တကောင်ကိုလောင်ပြောင်နေတဲ့ရင်ကောင်အုပ်ကိုတွေ့တာကြောင့်ကူညီဖို့အတွက်ရင်ကောင်တွေကိုလမ်းမပေါ်များပြီးခေါ်သွားလိုက်ပါတယ်။အချိန်နဲ့လာနေတဲ့ကားစီကိုဥတီလိုက်ပြီးအနီးကရောက်မှလမ်းကြောင်းပြောင်းလိုက်တာကြောင့်နောက်ကလိုက်လာတဲ့ရင်ကောင်အုပ်ကတိုက်မိပြီးအကုန်ပြုတ်ကျကုန်ပါတယ်။ပိုးကောင်လေးကိုနှုတ်ဆက်ကမီးချစ်ဆန်ဘူးကိုယူပြီးအမဲကောင်လေးစီကိုပြန်လာခဲ့ပါတယ်။ပိုးကောင်လေးယူလာတဲ့မီးချစ်ဆန်တွေကိုတုံးပြီးမီးရှူးပန်းတွေအကုန်ဖောက်လိုက်တာကြောင့်အနီးကောင်တွေဘက်ကအထိနာရေးနေပြီးရှုံးသွားကထွက်ပြေးသွားကြပါတယ်။နောက်ဆုံးမှာတော့အမဲကောင်တွေအားလုံးဘေးကင်းသွားကပျက်စီးသွားတဲ့အဆောက်အုံကိုပြန်လည်တည်ဆောက်ရင်းသူတို့ရဲ့မိတ်ဆွေပိုးကောင်လေးနဲ့အတူနေထိုင်သွားကြပါတယ်။